ဒီနေ့ဟာဆိုလို့ရှိရင်မာရီရဲ့6လပိုင်း10ရက်နေ့လေးမှာမာရီရဲ့ FRB အတန်းလေးရဲ့ group link လေးတွေကိုစပြီးပို့ပြီးတော့မယ်နေ့လေးပဲဖြစ်ပါတယ်အဲ့တော့ဒီ group link လေးကိုမောင်ဒီနေ့လေကစပြီးတော့မှတယောက်ချင်းစီကိုမောင်ကအစင်လိုက်ပေါ့နော်ပို့ပေးသွားပါမယ်ဖြစ်ပါတယ်အဲ့တော့ group link ကိုစပြီးရောက်ပြီဆိုတော့မောင်ကသင်ခန်းစာတွေကိုပေါ့နော်ချက်ချင်းသင်ရတာမျိုးမဟုတ်ပဲနဲ့အမာရီရဲ့ဒီ vision နဲ့ mission ကြိုတင်ပြင်ဆင်ရမယ့်အပိုင်းလေးတွေကဘာတွေရှိပလဲဆိုတဲ့အပိုင်းလေးကိုမဒီ group link လေး group ထဲမှာဆိုလို့ရှိရင်အသေးစိတ်ထည့်ပေးထားရရှိပါတယ်အဲ့တော့ပထမဆုံးမောင်ကဒီတန်းမှာဆိုလို့ရှိရင်ပေါ့နော်စပြီးဝင်လိုက်တယ်ဆိုတာနဲ့ဒီ free site program FRB အတန်းဆိုရဲမောင်ရဲ့ you are home you are brand ဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့အိမ်ကနေပြီးတော့မှစတင်လို့ရတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုဘယ်ကနေစတင်ကြမလဲဆိုတဲ့အပိုင်းလေးတွေကိုမတေချာလေး group ထဲမှာဆိုရင်ပြောပြပေးထားပါတယ်နောက်တစ်ခုကကြတော့အမောင်ရဲ့ဒီသင်တန်းတွေမစခင်မှာအမောင်ဘာတွေကြိုတင်ပြင်ဆင်ရမှာလဲအမောင်ရဲ့စိတ်တရားကိုဘာတွေကြိုတင်ပြင်ဆင်ရမှာလဲဆိုတဲ့အပိုင်းလေးမှာ introducing အပိုင်းလေးမှာဆိုလဲမထဲထဲဝင်တေချာလေးပြပြပေးထားတယ်နောက်တစ်ခုကဆိုလို့ရှိရင်လည်းဒီ prepare ဆွေးရင်ပိုင်းပေါ့နော်အဲ့တော့မောင်ရဲ့ချုပ်လုပ်မှုပိုင်းတွေမစခင်မှာဘာတွေကြိုတင်ပြီးဆိုရစုဆောင်ထားရမှာလဲမောင်ဒီတန်းမှာဆိုလို့ရှိရင်3 style level ဆိုပြီးတော့မောင် level 3ခုအနေနဲ့မောင်သင်ပေးသွားမယ်ပေါ့နော်ဒါဆိုရင်ပထမအဆုံးအနေနဲ့မောင်ရဲ့ introducing ပိုင်းမှာဆိုရင်မောင်ရဲ့ vision တွေအမောင်ရဲ့ mission တွေကဘာကိုပြောတာလဲအဲ့တော့မောင်ဒီတန်းကိုဘာကြောင့်ရည်ရွယ်ချက်တွေနဲ့ဖွင့်ပေးခဲ့ရတာလဲအမောင်ရဲ့နောက်ဆုံးဖြစ်ချင်တဲ့ mission ကရောဘာလဲပေါ့နော်ဒီအပိုင်းတွေကစအမောင်ရဲ့ mindset တွေစပြီးချိန်လို့ရအောင်လို့မောင်ကိုဒီ group ထဲမှာဆိုရင်အကြောင်းသူတွေအတွက်ကိုမတေချာလေးပြောပြပေးထားရပေါ့နော်နောက်တစ်ခုကကြလို့ရှိရင်မောင်ရဲ့ဒီ prepare ဆွေးရင်ပိုင်းမှာဆိုရင်မောင်ကအပိုင်း3ခုနဲ့ပြောပေးထားရပေါ့နော်အပိုင်း3ခုမှာဆိုလို့ရှိရင်မောင် basic swing tools တွေမောင်ရဲ့ tools တွေကပါတယ်လေမဖြစ်မနေဝယ်ရမယ့်ပစ္စည်းကပါတယ်လေပေါ့နောက်တစ်ခုကကြတော့မောင် materials prepare ပေါ့ material prepare ဆိုတာကအမောင်ရဲ့ပိတ်စတွေနဲ့ပတ်သက်ပြီးတော့မှဘယ်ပိတ်စတွေကိုအဓိကသုံးရမှာလဲဘယ်လိုပိုင်းမှာဆိုလို့ရှိရင်တော့ဥမာပေါ့နော် method 3ခုမှာဆိုရင်မောင်ရဲ့ပထမဆုံးမှာဆိုရင်ဘာတွေအဓိကသုံးမလဲဘယ်လိုပိတ်စတွေနဲ့ homeware လိုမျိုးဟာတွေဖန်တီးမလဲနောက်တစ်ခုပေါ့ပပရေဆိုလို့ရှိရင်ဘယ်လို fabric မျိုးသုံးမလဲနောက်တစ်ခုမှာ luxury လို fashion မျိုးတွေမှာဆိုရင်ဘယ်လိုပိတ်စတွေကိုဘယ်လိုမျိုးပိတ်စတွေကိုသုံးပြီးမလဲဆိုရင်အပိုင်းတွေကမတေချာလေးဒီတန်းမှာကြိုတင်ပြင်ဆင်ထားလို့ရအောင်လို့ဝယ်စုဆောင်လို့ရအောင်လည်းမပြပြပေးထားတယ်ပေါ့နော်နောက်ဆုံးတစ်ခုမှာဆိုရင်ဗာလဲဆို teaching method ပါ teaching method ပိုင်းမှာဆိုလို့ရှိရင်မောင်ကပုံမှန်ဆိုရင်တော့pattern တွေဆိုရင် basic pattern လာမယ်ပြီးရခါကြလို့ရှိရင်ပြီး cutting ပိုင်းတွေလာမယ်ဆွေးပိုင်းတွေလာမယ်ပေါ့နော်ဒါကတော့ပုံမှန်သွားရိုးသွားစဉ်တိုင်းပေါ့နော်ဒါပေမဲ့ဒီတန်းမှာဆိုလို့ရှိရင်တော့မောင်က feeling မျိုးဘယ်လို feeling မျိုးနဲ့သွားထားလဲဆိုရင် cozy chip ပေါ့နော် cozy chip ဆိုတာဘာကိုပြောတာအမတို့လေဝတ်စုံတစ်စုံကိုပေါ့နော်အင်ကြီးဖန်တီးတာပဲဖြစ်ဖြစ် skirt တွေဖန်တီးရဝတ်စုံတွေကိုဖန်တီးရချိန်ကြရင်လေဖန်တီးရသူတွေအားလုံးကသူတို့ရဲ့ feeling မျိုးဆိုတာရှိရပေါ့နော်အဲ့တော့ဘယ်လို feeling မျိုးတွေနဲ့သွားမလဲအဲ့တော့ cozy chip ဆိုတာဘာလဲပြီးရဲ့ခါကြလို့ရှိရင်နောက်ထပ် level ကကြတော့ street and affordable ပေါ့ street and affordable ဆိုတာဘာကိုပြောတာလဲဟဲ့လားပြီးရဲ့ခါကြရင်နောက်ဆုံးမောင်ရဲ့ teaching method ပိုင်းမှာဆိုရင် luxury flow ပေါ့ luxury flow ဆိုတာဘာကိုပြောရလဲဆိုရင်အပိုင်းမှာအထက်ထဲဝင်အားလုံးအသေးစိတ်မပြောခင်ပေါ့နော် group ထဲမှာတော့မှအသေးစိတ်လေးပြပြပေးထားတယ်ကြည့်နေတဲ့သူတွေကိုလည်းအမြည်လေးတစ်ချက်ပေးမယ်ပေါ့နော်အဲ့တော့ပထမဆုံး level group 1တခုအနေနဲ့မှာဆိုရင် cozy chic ဆိုတာမောင်ရဲ့ basic homeware တွေဟဲ့လားဒီ basic homeware တွေပြီးရင် easy daily look fashion တွေပြီးရင်မောင် cotton လိုပိတ်စမျိုးတွေပြီးရင် linen လိုပိတ်စမျိုးတွေနဲ့မောင်ကိုဒီ free style pattern တွေ freestyle fashion ကိုဘယ်လိုဖန်တီးကြမလဲနောက်တစ်ခုကဆိုလို့ရှိရင်အမတို့ကကြတော့ easy flow ပေါ့ group 2မှာဆိုရင် easy flow ပေါ့ easy flow ဆိုတာအမတို့ loose fit လိုပုံစံမျိုးလေးတွေအမတို့ရဲ့ဒီပုပပဝတ်လို့ရတဲ့ fashion မျိုးတွေကိုဘယ်လိုဖန်တီးကြမလဲပေါ့နော်နောက်ဆုံးတစ်ခုကဆိုလို့ရှိရင်အမ luxury ပေါ့ lounge luxury ဆိုတာအမတို့ပုံမှန်ဆိုလို့ရှိရင်ပေါ့နော်တော်တော်များများကဘယ်လိုပြောကြလဲဆိုတော့ freestyle fashion ဆိုတာနဲ့အိမ်နေရင်းပုံစံမျိုးပွားကြီးပုံစံမျိုးတွေလိုပဲထင်ကြရပေါ့တကယ်တော့အဲ့လိုမျိုးမဟုတ်ပဲねအမ freestyle fashion ကိုမှ luxury fashion လို့ဖြစ်အောင်ကိုယ့်ကိုကြည့်လိုက်တာနဲ့ class တစ်ခုကိုရအောင် high class fashion တစ်ခုမျိုးရအောင်ဘယ်လိုဖန်တီးကြမလဲဆိုရအပိုင်းတွေကစား pattern making cutting ဆွေးပိုင်းတွေကစားမောင်သေချာလေးထည့်ပေးထားရပေါ့နော်နောက်ဆုံးကကြတော့ဒီတန်းလေးပြီးသွားပြီဆိုတာနဲ့မောင် thank you session လေးလာမယ်ပေါ့နော်အဲ့တော့အဲ့ thank you session မှာဆိုလို့ရှိရင်လည်းအမကပေါ့နော်ဒီចောင်းသူတွေနဲ့အားလုံးတွေ့ကျင်တဲ့အတွက်အဲ့တော့မောင်ဒီတန်းတက်ပြီးသွားရတယ်ဘယ်လိုမျိုးဘာတွေရရှိသွားလဲဆိုရအသေးစိတ်ကလေးတွေကိုလည်းအမသိကျင်တဲ့အတွက်မတီရဲ့တန်းမှာဆိုလို့ရှိရင်လည်းမ live session တွေကစားထည့်ပေးထားရပေါ့နော်ဒါမှသာလဲចောင်းသူတွေကဒီတန်းကိုတက်ပြီးသွားတဲ့အချိန်မှာဘာတွေရောထပ်တင်ကျင်တယ်ဘာတွေရောလိုအပ်ချက်ရှိတယ်ဘာတွေရောသိကျင်တယ်ဘာတွေကိုရောမရှင်းဘူးဆိုတဲ့အပိုင်းတွေကစားအမောက်သေးချာလေးသိသွားမှသာလေအမောက်အကြောင်းသူတွေအတွက်ကိုလည်းပို့ပြီးတော့ဒီချက်ပိုကောင်းတဲ့အစီအစဉ်တွေကိုလည်းအမောက်ပြင်ဆင်ပေးလို့ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့အမနဲ့တူတူဒီ FRB အတန်းမှာဆိုလို့ရှိရင်free site fashion တွေကိုမှပပုံစံမျိုးလေးတွေ daily wear လိုပုံစံမျိုးလေးတွေနောက်တစ်ခုကကျ luxury fashion look တွေကအစဘယ်လိုဖန်တီးကြမလဲဆိုတဲ့အပိုင်းတွေကိုမဒီတန်းလေးမှာပညာ
ရက်တွေကိုထက်ထဲဝင်တည်အောင်အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်လို့မကြိုတင်ပြင်ဆင်ပေးထားပါတယ်ဒါဆိုလို့ရှိရင်မဟုတ် group link လေးကိုအခုကစပြီးမဟုတ်စတင်ပြီးတော့တဦးချင်းစီကိုအစင်လိုက်ပို့ပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီ FRB အတန်းလေးကဘာလဲတချို့ဆိုလို့ရှိရင်လည်းမဒီအတန်းလေးကို FRB အတန်းလေး free site program အတန်းလေးကိုအခုမှစပြီးသိတယ်ဘယ်ကစပြီးလေ့လာရမှာလဲဆိုတဲ့အကြောင်းအရာလေးကိုသိကျင်တယ်ဆိုလို့ရှိရင်အမောင်ရဲ့ page ထဲမှာဒီ FRB အတန်းနဲ့ပတ်သက်ပြီးတော့တစ်ခုချင်းစီသင်တန်းကြော်ညာလေးတွေသင်တန်းရဲ့အသေးစိတ်လေးကိုမအောင်ရှင်းပြပေးထားတာလေးရှိပါတယ်ဒါပေမဲ့ကိုကဒီတန်းလေးကိုလည်းသိပြီးမအဲ့ရသေးဘူးဆိုလို့ရှိရင်လည်းအမတို့အရင်ကဆိုလို့ရှိရင်တော့မူရင်းသင်တန်းစီတသိန်းခွဲချက်အစားကိုပေါ့နော်49,000တဲနဲ့အရင်တော့အနှံခွေပေးထားပေမဲ့အခုကစပြီးတော့မှအမတို့ရဲ့သင်တန်းကြီးရကြတော့မူရင်းသင်တန်းကြီးတသိန်းခွဲချက်အစားကိုအခုချိန်ကစပြီးအနှံတဲ့သူတွေကို9,000ခွဲချက်နဲ့စတင်ပြီးတော့မှအနှံခွေပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့မှအရင်ကပြောခဲ့တယ်သင်တန်းတွေကိုကြိုပြီးအပ်ပါလို့မှပြောခဲ့တယ်ပေါ့နော်အဲ့တော့ဒါပေမဲ့အခုဆိုလို့ရှိရင်သင်တန်းကြီး9,000ခွဲချက်ဆိုတာအများကြီးတက်သွားတဲ့ပမာဏလည်းမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့ကိုကဒီသင်တန်းကြီးလေးနဲ့အထူးကြီးလေးနဲ့ယူခြင်းနဲ့ဆိုလို့ရှိရင်အမာရီရဲ့ page messenger ကိုသွားပြီးတော့ FRP လို့ရိုက်နေပြီးတော့အခုပဲသင်တန်းသွားပြီးတော့အနှံလိုက်ပါနော်ဒါဆိုလို့ရှိရင်အမနဲ့တူတူဒီ FRP ဆိုတဲ့ free site program အတန်းမှာဒီ pattern making နေ cutting နေစူးရင်းပိုင်းတွေကအစဒီချုပ်ရုံပိုင်းတွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးအသေးစိတ်တွေသင်ကြားရမလဲဆိုတဲ့အပိုင်းလေးကိုအမအသေးချာလေးဒီသင်တန်းလေးမှာထည့်ပြီးတော့ပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့အမနဲ့တူတူဒီ FRP အတန်းလေးမှာစုံကြမယ်နော်